ဖိုးဖိုးဖွားဖွားနဲ့တသားမိမိတို့ရမ်းကြိုက်ကြတယ်ပဇွန်လုံးကြော်လေးကြော်စားကြမယ်နော်ဗီဒီယိုလေးမှာဆက်စုံရမယ်ရှင်လေးတွေကိုအမီကောင်းချွေပြီးရောစားစနွင်းချုံမုံနဲ့ထားတယ်နော်တိတ်ဆက်သေးကိုထည့်ထားလိုက်မယ်အသားတို့လေလက်တဆုပ်စာလောက်ကိုလည်းရေသေးချစိမ်ပြီးရောဆေးပြီးရောညှက်ပြီးရောထည့်လိုက်မယ်နော်ယူလေးထည့်မယ်လေးတွေထည့်လိုက်မယ်ဒီနှလုံးပပလီးထားတာကိုမဟုတ်ထမင်းစားစွန်းနဲ့တစွန်းဟုတ်ထမင်းစားစွန်းနဲ့တစွန်းဒီနေရာမှာဆန်လော်မှုတ်လေးထည့်လေးရတယ်နော်ဒါတွေမထည့်ချင်ရင်လေကြက်ဥတစ်လုံးထည့်မယ်ငရုတ်ကောင်းလေးနည်းနည်းထည့်လိုက်မယ်နော်နေပြီးသားဆိုတော့လေအစာအတွက်ပဲအချိုမှုတ်နည်းနည်းနဲ့စားနည်းနည်းလေးထည့်လိုက်မယ်နော်ထမင်းစားစွန်းတစွန်းစာလောက်ထည့်ပြီးရောကြိတ်လိုက်တော့မယ်နော်ညနေအောင်ကြိတ်လိုက်မယ်ဒီရမ်းမပူခင်မှာလေကိုနှစ်သက်ရအလုံးပုံစံလေးတွေလုပ်ပြီးတော့ထည့်ကြော်လိုက်မယ်နော်ရေးလိုက်တစ်ဖက်လှန်ပြီးလိုက်မယ်နော်ကျမရဲ့ပဇွန်လုံးကြော်လေးရပါပြီရှင်ဖိုးဖိုးဖွားဖွားတွေနဲ့တသားမိမိတွေစားမယ်ဆိုရင်ဥမီလေးနဲ့ပြောင်းမှုလေးချစ်ထည့်ပြီးကြော်ကျွေးရင်လည်းအရန်ကြိုက်ကြပါတယ်ရှင်ကျမကတော့တချို့တဝက်ကိုဒီတိုင်းစားပြီးတချို့တဝက်ကိုအချင်းစီပြန်လေးပြန်ချက်မှာပါရှင်လိုက်လှုပ်စားကြည့်ကြပါနော်ဒါလေးကပဇွန်ဘောကျိန်း20သားကိုအလုံး30နီးပါးလောက်ရပါတယ်ရှင်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်ဒီနေ့ကတော့ပဇွန်လုံးကြော်ထားတာလေးတွေကိုစီပြန်အချင်းချက်လေးပြန်ချက်မှာဖြစ်ပါတယ်ရှင်ထမင်းစားမြိန်လို့လိုက်ချက်စားကြည့်ကြပါနော်ဗီဒီယိုလေးမှာဆက်စုံရမယ်ရှင်ပဇွန်လုံးကြော်ထားတာလေးတွေကိုအချင်းစီပြန်ချက်ပါမယ်နော်စီပူလာရင်ကြက်သွန်ပြူကြက်သွန်နီနဲ့ငရုတ်တီးအပူမှုန့်ထောင်းထားတာလေးတွေထည့်ပြီးစီတက်မယ်နော်စနွင်းမှုတ်လေးထည့်ပါမယ်ပဇွန်လုံးထဲမှာရတာပါပြီးတောင်းမို့လို့အနှစ်အတွက်ပဲငံပြာကြီးလေးနဲ့ချုံမှုတ်လေးနဲ့လေးထည့်လိုက်မယ်နော်ကြက်သွန်လေးတွေမှုေးလာရင်အနှစ်လေးအရင်ကြည့်အောင်လုပ်မယ်နော်ရေလေးထမင်းစားစွန်းတစွန်းစာလောက်ထည့်ပြီးတော့အနှစ်ကြည့်အောင်စီပြန်အောင်ချက်မယ်နော်စီလေးလည်းပြန်လာပြီးအနှစ်လေးတွေလည်းကြည့်ပြီးဆိုရင်မကြီးရေပြစ်လေး3စွန်းလောက်ထည့်လိုက်မယ်နော်တချို့ချက်ပုံစံမျိုးကြတော့လည်းမထည့်ရင်ရပါတယ်ရှင်မကြီးရလေးတွေပွက်လာရင်ပဇွန်လုံးကြော်ထားတာလေးတွေထည့်လိုက်မယ်နော်စီပြန်ကန်ကြီးကြရင်ငရုတ်သီးစိမ်းလေးတွေအုပ်လိုက်ပါမယ်နမင်းရိုးလေးတွေကိုအရင်အုပ်လိုက်မယ်နော်နမင်းလေးတွေအုပ်လိုက်မယ်နော်ဒါလေးရလေချက်စားရင်ထမင်းစားမြိန်ပါတယ်ရှင်ခုဆိုရင်တော့ကျမရဲ့ပဇွန်လုံးကြော်စီပြန်ချက်လေးရပါပြီရှင်သုံးဆောင်ကြပါအောင်ရှင်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်